ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Deso Entertainment Channel ကနေပရိသတ်တွေကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။အနာဂတ်တစ်ခုမှာမုတ်ဆိုးဖို့တွေအတွက် Wi-Fi ဆိုတဲ့ကုမ္ပဏီကခိရှိပြေဆုံးအမျိုးသမီးစက်ရုပ်တွေကိုထုတ်ပေးလာခဲ့ပါတယ်။ဒီစက်ရုပ်အမျိုးသမီးတွေဟာလူနဲ့ချွတ်ဆွတ်တူယုံနဲ့မကပဲတကယ့်စနီးတယောက်လုံနိုင်သမျှအကုန်လုံးကိုလှုပ်ဆောင်နိုင်ပါတယ်။သူတို့ပိုင်ရှင်တွေရဲ့ရုပ်ပိုင်းဆိုင်ရာလူအင်တွေကိုပါဖြည့်ဆည်းပေးနိုင်ပေမဲ့ဒီနေ့မှာတော့စက်ရုပ်စနစ်အကုန်လုံးဟာသူတို့ပိုင်ရှင်တွေကိုထူးဆန်းတာတစ်ခုခုလုပ်ခဲ့ပါတော့တယ်။သူတို့ဘာလုပ်ခဲ့တာလဲဆိုတာကိုတော့ကြည့်လိုက်ကြရမှာရှင်။ဇလန်အစမှာတော့ Mary Yun Panda လို့ခေါ်တဲ့ Wi-Fi ရဲ့ကုမ္ပဏီ CEO ကသူတို့ကုမ္ပဏီကစက်ရုပ်တွေဟာတည်ဆုံးသွားတဲ့စနစ်တွေရဲ့မှတ်ဉာဏ်တွေပေါ်မူတည်ပြီးသူတို့အတိုင်းအပြည့်အဝပြုမှုနိုင်ပါတယ်ဆိုတာကိုရှင်းပြနေပါတယ်။ချက်ပြုတ်ဝေယဝေးစာတွေနိုင်နေတဲ့ပြင်သူတို့ယောက်ျားတွေရဲ့လူအင်တွေကိုပါဖြည့်ဆည်းပေးနိုင်ပါတယ်။အဲဒီနောက်မှာတော့ Wi-Fi ကုမ္ပဏီအတွက်အလုပ်လုပ်တဲ့ William Brewell ကရုံးခန်းကိုရှောက်ပြီး Mary Yun ကသူ့ကိုအလုပ်လုပ်ပေးတဲ့ဆုလက်တစ်ခုအနေနဲ့သူ့ရဲ့ဆုံးပါသွားတဲ့စနစ်အစားထိုးစက်ရုပ်ကိုဆုချခဲ့ပါတယ်။ Maret လို့ခေါ်တဲ့စက်ရုံမကိုတွေ့ပြီးသူ့ရဲ့စနစ်ကိုပထမဆုံးမြင်ခဲ့ရတဲ့အချိန်ကိုပြန်တွေးမိသွားပါတယ်။အဲဒီနောက်မှာတော့ Maret ကိုအိမ်ခေါ်သွားပြီးသူ့မိန်းမဝတ်စုံတွေကိုဝတ်စားစီခဲ့ပါတယ်။အဲဒီနောက်မှာတော့ဘလူးခန်းစားရမယ်ဆိုတာကိုသင်ပေးပြီးစနစ်မရတယောက်ကဘလူးပြုတ်မှုလဲဆိုတာကိုသင်ပေးလိုက်ပါတယ်။ညရောက်ချိန်မှာတော့လူအင်အကုန်လုံးကိုဖွင့်ထားပေးလိုက်ပြီးအဲ့လိုဖွင့်ထားပေးချိန်မှာတော့မှစိတ်လှုပ်ရှားနေတဲ့ William ကို Maret ကစိတ်လျှော့ပေးပြီးအတူတူကုံဆုံးခဲ့ကြပါတယ်။ Maret ကနောက်ရက်အတွက်အားသွင်းဖို့လိုတယ်လို့ William ကိုပြောကထွက်သွားခဲ့ပြီး Maret ရဲ့ခန်းထဲမှာအရင်စနစ်အစစ်ရဲ့ပစ္စည်းတွေကိုရှာတွေ့ခဲ့ပါတယ်။လူတယောက်အိမ်ပြင်မှာရက်နေတာကိုတွေ့လိုက်ပေမဲ့အားသွင်းရမှာကြောင့်အာယုံမထားတော့ပဲအိတ်သွားခဲ့ပါတယ်။နောက်နေ့မနက်မှာတော့ William အတွက်မနက်စာပြင်ဆင်ပေးနေရင် William ကဘာအလုပ်လုပ်တာလဲဆိုတာကိုမေးလိုက်ပါတယ်။ William ကသူဟာ Maret လိုမျိုးလူတွေကိုကာကွယ်ပေးတဲ့အလုပ်လုပ်တဲ့အကြောင်းပြောပြလိုက်ပြီးအလုပ်လုပ်ဖို့ထွက်သွားခဲ့ပါတယ်။ကုမ္ပဏီကိုရောက်ချိန်မှာတော့ William နဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တို့ကပျောက်သွားတဲ့စက်ရုပ်ကိုရှာပေးရမယ်တာဝန်ပေးခဲ့ရပြီးနေရာရောက်ချိန်မှာတော့လူတယောက်နဲ့စက်ရုပ်တရုပ်ကိုလက်စီးနဲ့တို့ပြီးတတိမိအောင်လုပ်လိုက်ပါတယ်။ဒုတိယခန်းမှာတော့တရားခန်းနဲ့တွေ့ပြီးတရားခန်းကိုတပ်ပစ်ကစက်ရုပ်ကိုပြန်ရယူနိုင်ခဲ့ပါတယ်။အိမ်မှာတော့Maret ဟာမာပြီးအိမ်မက်နဲ့အိတ်ဆက်ချင်းကိုဖွင့်မိလိုက်ကအိမ်မက်ထဲမှာအီတိုလို့ခေါ်တဲ့လုပ်ဖော်ကိုင်ဖက်ကိုတွားတွေ့ပါတယ်။အဲ့ဒီကောင်လေးကသူ့အိမ်မက်ဖြစ်တဲ့မွေးနေ့ပါတီတစ်ခုကိုစီစဉ်ပေးထားပြီးညနေဖုံးတက်ထားတဲ့လူတစ်ယောက်ကအနီအောင်ညှက်ပါတဲ့စာအိတ်ကိုလက်ဆောင်ပေးလိုက်ပြီးအဲ့ဒါကသူ့ကိုအရာအလုံးကိုပြန်မှတ်မိစေလိမ့်မယ်လို့ပြောပြီးထွက်သွားခဲ့ပါတယ်။ရုံချုပ်မှာတော့ William ကချုပ်ရွနေတဲ့စက်ရုပ်အချို့နဲ့ပတ်ပင်တုံမိပါတယ်။အဲ့ဒီနောက်မှာတော့ Maret ကတော့စပိန်စီနေပြီးလမ်းမှာမိမတယောက်ပေါ်လာတာကြောင့်ကွေးလိုက်မိပြီးကျုံပုတ်ထဲပြုတ်ကျသွားခဲ့ပါတယ်။လူစီလို့ခေါ်တဲ့မျိုးသမီးက Maret မှာအချိန်နှင်းငယ်သာကြံပြီးအကုန်လုံးကိုမြင်မြန်တတိဘေးကထွက်သွားဖို့ပြောလိုက်ပါတယ်။ Maret ကတော့ William ကိုပြောပြလိုက်ပေမဲ့ William ကတော့မိမတွေကမနာလိုတာကြောင့်ဖြစ်ပါလိမ့်မယ်လို့သာပြန်ဖြေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ Maret ကအားသွင်းနေရင်စာဖတ်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာသူအားသာဖြေဖို့လုပ်တဲ့ချိန်မှာမလုပ်ဖို့အတားခံရပြီးအိမ်မက်နဲ့အိတ်ဆက်ချင်းကိုပြန်ပြုတ်လုပ်ခဲ့ပါတယ်။အိမ်မက်ထဲမှာမျက်နှာဖုံးနဲ့ယောက်ျားတယောက်ကသူ့ကိုအတိတ်ကိုအမြန်တတိယဖို့ဖိအားပေးခံနေရတော့ William လာနိုးတာကြောင့်နိုးလာခဲ့ပါတယ်။နောက်နေ့မှာတော့ William ကချိုရင်းချက်ဖြစ်နေတဲ့စက်ရုပ်လီစာကိုတွားတွေ့ခဲ့ပြီးလီစာဟာအချိန်ပေါင်းများစွာပြုတ်ပြင်ခံရပြီးချိန်မှာသူ့ခင်ပွန်းကိုသူသဘောမကျတော့ပဲ William ကအတင်းကျပ်ပြန်ခေါ်လာမှသိနေတာကြောင့်တက်သေးခဲ့ကြောင်းသိလိုက်ရပါတယ်။အဲ့ဒီချိန်မှာတော့အိမ်ထဲမှာလူစီကိုတွေ့တာကြောင့်ဘလို့ဝင်လာလဲမေးချိန်မှာတော့လူစီကညနေဖုံးနဲ့ယောက်ျားကသူ့ကိုတွေ့ချင်နေတယ်လို့ပြောပြလိုက်ပါတယ်။ Maret ကသူတို့ပြောနေသမျှဟာအတန်သွင်းခံနေရကြောင်းပြောလိုက်ချိန်မှာတော့လူစီက William ကိုချင်းချောက်ပြီးပြန်ထွက်သွားခဲ့ပါတယ်။ William ကတော့အဲ့ဒီချိန် Wi-Fi ကုမ္ပဏီကိုတွားပြီးကလေးချစ်ကနေဘယ်တော့မှကြီးပြင်းမလာနိုင်မဲ့ကလေးတွေကိုပါထုတ်နေတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ Mary Yun နဲ့တွားတွေ့ပြီးစက်ရုံမှာအဆုံးစီရင်သွားတဲ့အကြောင်းမေးလိုက်ပြီး Mary Yun ကတော့အဲ့ဒါကဝမ်းနေဖို့ကောင်းပြီးတယောက်ယောက်ကသူမကိုအဲ့ဒီလိုလုပ်အောင်ပြန်ရေးဆွဲခဲ့တာဖြစ်မယ်လို့ပြန်ဖြေခဲ့ပါတယ်။နောက်ထပ်စက်ရုပ်တွေလည်းလုံနိုင်ချေရှိသေးလားမေးချိန်မှာတော့သူတို့ပိုင်ရှင်တွေကိုတောင်သူတို့ပြန်တက်ဖို့ကြိုးစားတဲ့ချိန်တွေရှိတာကြောင့်ဘာကူမှတေးချယူစားလို့မရသေးကြောင်းပြန်ဖြေလိုက်ပါတယ်။ Mary Yun ကတော့ဘာမှစိတ်မပူပဲသူ့မိန်းမစက်ရုံနဲ့သာပျော်ပျော်နေဆိုပြီးပြန်လွတ်လိုက်ပါတယ်။အိမ်ပြန်ရောက်ချိန်မှာတော့ Maret ကလူစီကြောင်ပြောပြပြီးအတန်သွင်းထားတာကိုပါပြန်ပြခဲ့ပါတယ်။ William လည်းကင်းကိုအနောက်ကလိုက်ဖို့ဂျက်ကိုဖုန်းလန်းဆက်လိုက်ပြီးဂျက်က Maret ကိုအိမ်မက်နဲ့အိတ်ဆက်ချင်းကိုပြန်လုပ်ခန့်လိုက်ပါတယ်။အိမ်မက်ထဲမှာညနေဖုံးတက်ထားတဲ့ကင်းကသူ့ရဲ့မှတ်ဉာဏ်တွေကိုအကုန်ဖြတ်ထားကြောင်းပြောပြပြီးသူပေးထားတဲ့လိပ်စာကိုတယောက်တည်းလာဖို့မှာခဲ့ပါတယ်
လိပ်စာကိုတိတိချင်းကြက်လဲပြေးသွားခဲ့ပြီးနိုးလာချိန်မှာတော့မာရစ်တစ်ကအဲ့ဒီလူမျက်နှာကိုမြင်ခဲ့ရပြီးတိလဲတိခဲ့တယ်လို့ပြန်ပြောပြပါတယ်။ကြက်နဲ့သူ့ရဲ့တပ်ဖွဲ့ဟာလည်းနေရာကိုရောက်ခဲ့ပေမဲ့ဘာမှမတွေ့ခဲ့ရပဲတန်းငွေတွေနဲ့တိုက်ခိုက်တာကိုသာခံခဲ့ရပါတယ်။အခြားတစ်ဖက်မှာတော့ညနေဖုံးနဲ့စာချောက်ရုပ်တစ်ခုကိုဝီလီယမ်ကလူထင်ပြီးပြစ်ခတ်မိကမာရစ်တစ်ကိုဘာရီဖြစ်နေလဲဆိုတာမေးလိုက်ပါတယ်။မာရစ်တစ်ကပြင်မာတိုင်ယာရီတအုပ်ချထားတာမြင်ခဲ့ရတာကြောင့်ဖတ်လိုက်မိပြီးအဲ့ဒီလူကအကြမ်းဖက်သမားလားဆိုတာကိုမေးလိုက်ချိန်မှာတော့ဝီလီယမ်ကသူ့ရဲ့အတိတ်မှာသူပါလုပ်ခဲ့လဲဆိုတာမေ့နိုင်ဖို့အတွက်သူ့မှတ်ဉာဏ်တွေကိုဖျက်ဆီးခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။ကင်ကသူ့ကိုအုံနောက်ဆေးခဲ့ပြီးမာရစ်တစ်ဟာလူတွေအသက်အများပြားကိုကုံဆုံးစေခဲ့ကြောင်းပြောပြလိုက်ပါတယ်။မာရစ်တစ်ကိုထပ်ပြီးအိမ်မက်မက်ဖို့လှုပ်ခိုင်းလိုက်ပြီးဒီတစ်ချိန်မှာတော့မာရစ်တစ်နဲ့တူဝီလီယမ်ပါလိုက်ပါလာခဲ့ပါတယ်။အားတစ်စိမ်ရောက်ချိန်မှာအိမ်မက်ထဲကနိုးလာဖို့ကိုမာရစ်တစ်ကိုမှားထားလိုက်ပြီးမာရစ်တစ်ကအိမ်မက်ထဲကိုဝီလီယမ်ကိုခေါ်သွားလိုက်ကတောထဲလျှောက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကင်းကိုဝီလီယမ်ကဖြောင်းပြပြီးမာရစ်တစ်ကိုပြင်းတဲ့တမျှဝီဝီပြေဖို့မှားလိုက်ပါတယ်။မာရစ်တစ်ကမွေးနေ့ပါတီတစ်ခုတည်းရောက်သွားပြီးအဲ့ဒီပါတီထဲမှာဝီလီယမ်နဲ့ကင်းလည်းရောက်နေပြီးအချင်းချင်းချနေပါတယ်။ဝီလီယမ်ကမာရစ်တစ်ကိုဝီဝီသွားဖို့ပြောလိုက်ပေမဲ့မာရစ်တစ်ကတော့မပြေးသွားခဲ့ပဲနားထောင်နေခဲ့ပါတယ်။ဝီလီယမ်ကမာရစ်တစ်ကိုမှတ်မိတိုင်းမှတ်ဉာဏ်တစ်ခုချင်းစီဆက်ပြတ်နေမယ်ဆိုတာကင်းကိုပြောနေခဲ့ပါတယ်။မာရစ်တစ်ရဲ့ဘက်ထရီ30ရောက်လာပြီးနိုးလာခဲ့တာကြောင့်ကင်းကိုချနေတဲ့ဝီလီယမ်လည်းနိုးလာခဲ့ပါတယ်။ဒေါသထွက်နေတဲ့ဝီလီယမ်ကနောက်နေ့မှာမာရစ်တစ်ကိုရုံချုပ်စီပို့လိုက်ပြီးအခြားအယုတ်တွေပြည့်နေတဲ့အခန်းတစ်ခန်းထဲကိုမာရစ်တစ်ရောက်သွားခဲ့ပါတယ်။သူတို့အကုန်လုံးကအချိန်ပေါင်းများစွာချင်းချင်းတွေ့ဖူးကြတာကြောင့်သူပြန်လာတာကိုဝမ်းသာနေကြပါတယ်။အာရီဆိုတဲ့စိတ်ယုံမှလေးကသူ့ရဲ့မှတ်ဉာဏ်တွေအကုန်ပြန်ရသွားပြီဖြစ်ပြီးအချင်းချင်းတည်င်းပလဲကသူတို့ရဲ့ကြီးထောင်သူကိုအဆုံးသတ်ကြမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်အိမ်မက်နဲ့အိတ်ဆက်ချမ်းလုပ်ပြီးအီတိုကိုအခြားစိတ်ယုတ်စီသူ့ရဲ့မှတ်ဉာဏ်တွေပြောင်းပေးဖို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူ့ကိုမှတ်ဉာဏ်ဖြောက်ဖို့ခေါ်သွားခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့ကျက်ရဲ့ကောင်မလေးဟော်လီဟာလူစီစီကကြက်ကိုပေးဖို့ USB တခုလက်ခံလိုက်ပါတယ်။မာရစ်တစ်ကိုกินပြီးချိန်မှာတော့မာရစ်တစ်ဟာအရင်မှတ်ဉာဏ်တွေအကုန်လုံးတဖြည်းဖြည်းနဲ့ပြန်မှတ်မိလာခဲ့ပါပြီ။ဝီလီယမ်ကမာရစ်တစ်ကိုအမိန်ပေးနေတော့မှပဲကျက်ရောက်လာပြီးမာရစ်တစ်ကသူ့ရဲ့မိန်းမမဟုတ်တောင်ဝီလီယမ်ကိုပြောလိုက်ပါတယ်။ကင်းကိုရှာလို့မရတဲ့အကြောင်းရင်းကကင်းဟာမာရစ်တစ်ရဲ့မှတ်ဉာဏ်တွေထဲမှာသာတည်ရှိနေပြီးဝီလီယမ်ကကင်းကိုတပ်ပစ်ခဲ့တာကြောင့်ဆိုတာပြောပြလိုက်ပါတယ်။အမှန်တရားကိုကြားပြီးချိန်မှာတော့ဝီလီယမ်ကတနက်ကိုထုတ်ပြီးကြက်ကိုကစ်တက်ခဲ့လိုက်ပါတယ်။မာရစ်တစ်လည်းရောက်လာခဲ့ပြီးဝီလီယမ်ကကြက်ကိုလည်းကင်းကိုတတ်ခဲ့တယ်လို့တတ်ခဲ့ပြီးသူလူဖြစ်တုံးကဘလို့အနောက်ကလိုက်ခဲ့ပြီးကင်းကိုတတ်ခဲ့တဲ့ပြင်သူ့ကိုလည်းခေါင်းအောင်နဲ့ဖိတက်ခဲ့တာကိုပါပြောပြလိုက်ပါတယ်။ဝီလီယမ်ရဲ့အပိုင်ဘယ်တုံးကားမှမဟုတ်ခဲ့တယ်လို့ဘယ်တုံးမှဖြစ်လာမှမဟုတ်ဘူးဆိုတာကိုပါပြောလိုက်ပြီးအားကိုတရားရခိုင်နှုန်းထိတင်လိုက်ကမှန်ပေါ်လဲချပြစ်လိုက်ပြီးသူအကုန်လုံးကိုမှတ်မိသွားပြီလို့ပြောနေရင်အပေါ်ကနေအောက်ပိုင်းအရိုးတွေကြေသွားတဲ့အထိထိုင်ချပြစ်နေခဲ့ပါတယ်။ကင်းရဲ့မျက်နှာဖုံးကိုသုံးပြီးလှည့်စားနေတဲ့လူစီကဝီလီယမ်ကိုကင်းအသက်ရှင်နေမှန်းထင်ရအောင်လုပ်ခဲ့ပြီးအလောင်းကိုတွေ့ချိန်မှာတော့စေဆက်လက်စဝတ်ထားတာကိုတွေ့ကြောင်းလဲမှတ်မိသွားပါတယ်။မာရစ်တစ်ဟာဒီကိစ္စအတွက်တာဝန်ရှိသူဟာဝီလီယမ်ဖြစ်ကြောင်းသူ့ကိုယ်သူအတွက်စာတခုချန်ထားခဲ့ပြီးကင်းနဲ့ပန်းချက်မှာပထမဆုံးစတွေ့ချိန်ကိုအမတ်ထက်ရလာချိန်ဝီလီယမ်ရဲ့ညာလက်ကိုချိုးပစ်လိုက်ပါပြီ။အဲ့ဒီနောက်မှာတော့မာရစ်တစ်ကိုတတ်မှုနဲ့ပဲလက်ကိုချိုးပစ်လိုက်ပြီးနောက်ဆုံးမှာတော့ဆိုဖာခေါင်းအုပ်နဲ့ဖိတက်ခဲ့ပြီးလက်စုပ်ကိုတင်ခဲ့လိုက်ပါတယ်။မာရစ်တစ်လည်းပြန်လည်နိုးထလာပြီးဆိုတာကိုကြေညာလိုက်ပြီးအခြားအပေါင်းမာတွေကသူ့ကိုပြန်ကြိုဆိုခဲ့ကြပါတယ်။သူဟာဒီအဖွဲရဲ့ခေါင်းဆောင်ဖြစ်နေပြီးသူ့ရဲ့အပေါင်းမာတွေဟာဘယ်တော့မှမညံထပ်ပြတ်မခံရပဲအမိန့်တွေနာခံမနေရပဲနေသွားရမယ်ဆိုတာကိုအာမခံလိုက်ပါတယ်။မာရီယုံကကြက်သေးဆုံးမှုဟာသူတို့ရဲ့စက်ရုပ်အမှားကြောင့်သာဖြစ်တယ်လို့ကြေညာထားပြီးစက်ရုပ်ခေါင်းဆောင်ကိုရှာကတပ်ပစ်မဲလို့ကြေညာလိုက်ပါတယ်။ဝီလီယမ်ဘရက်ဝဲကတော့ဒီတာဝန်ခေါင်းဆောင်ဖြစ်အန်နင်းခံလိုက်ရပြီးခေါင်းဆောင်ကိုတပ်ပစ်မဲလို့ပြောလိုက်ပါတယ်။ဒါကို TV ပေါ်မှာကြည့်နေတဲ့မာရစ်တစ်လည်းသူ့စီလာနေပြီဆိုတာပြောလိုက်ပြီးဆက်လန်းလေးကအဆုံးသတ်သွားခဲ့ပါပြီ။အဆုံးနဲ့ကြည့်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။